လူသိနေပေမဲ့တကယ်တဖို့ရှိတဲ့ underrated car brand တွေကိုသိပါသလားဒီမိကတော့လူသိနေပြီးအရန်ကောက်တဲ့ car brand 5ခုကိုပြောပြပြီးမှဖြစ်ပါတယ်နံပါတ်1 Noble ဒီ brand က UK ရဖြစ်ပါတယ် luxury ထက်မောင်းရတဲ့ခန်းစားချက်ကိုအဓိကထားပါတယ် screen ဒီမများဘူးဒါပေမဲ့ကားကိုတကယ်အရသာနဲ့မောင်းနိုင်အောင်ဒီဇိုင်းလုပ်ထားပါတယ်ကားချစ်သူတွေကြားမှာအရန်လေးစားခံရတဲ့ brand တစ်ခုပါနံပါတ်2 Spiker Netherlands နိုင်ငံက car brand ဖြစ်ပါတယ်။အတွင်းပိုင်းဒီဇိုင်းကလေယာဉ် cockpit လို့ထူကြပါတယ်။လက်နဲ့တိဆောက်ထားလို့ကားတိုင်းမှာကိုယ်ပိုင်စိတ်ဝင်စားမှုရှိပါတယ်။ထုတ်လုပ်မှုနည်းလွန်းလို့လူအများမမြင်ဘူးကြပါဘူး။နံပါတ်3 Gumbert Germany ကထုတ်တဲ့ brand ဖြစ်ပါတယ်။ Gumbert Apollo က Top Gear မှာနာမည်ကြီး super car ကိုတောင်ကြော်ပြီး lap record ချိုးနိုင်ခဲ့ပါတယ်။အလှအပထက်စွမ်းဆောင်ရည်ကိုပဲဦးစားပေးထားတဲ့ race car စံနဲ့ကားပါနံပါတ်4 Celine America က car brand ဖြစ်ပါတယ် Mustang ကြောင့်လူသိများပေမဲ့ Celine S7 က American supercar အစ်စ်တစ်စီးပါ mid engine carbon fiber body နဲ့အယောင်စွမ်းဆောင်ရည်ကောင်းပါတယ်နံပါတ်5 Zenvo Denmark နိုင်ငံက supercar brand ဖြစ်ပါတယ်ဒီကားရဲ့ exhaust အတန်ကကြားလိုက်ရင်မိမရပါဘူးထုတ်လုပ်မှုအရန်နဲလို့လမ်းပေါ်မှာတွေ့ရရင်အရန်ရှားရဲ့ကားတစ်စီးကိုမြင်နေရတာပါမင်းအကြိုက်ဆုံး brand ကဘာလဲ comment မှာပြောခဲ့ပါနောက်ထပ်စိတ်ဝင်စားစရာ car content တွေကြည့်ဖို့ follow လုပ်ထားလိုက်နော်